လုံးမိတ်လင်္ဂလာပါရှင်ကိုပြင်းစားပီကာချူဆိုပါရရှင်ဒီနေ့ကတော့ဒီလေးကိုတိုနီစတူဒီယိုလေးမှာကူလာကော့စမက်တစ်မာသာဒီ Facebook campaign လေးအတွက် photo shoot လေးကိုဒါဟိတာပဲဖြစ်ပါတယ်ရှင်ဒါကတော့တိုနီစတူဒီယိုလေးထဲမှာရှိတဲ့ရန်ကိုတာယာဖွယ်ကောင်းတဲ့ garden လေးပဲဖြစ်ပါတယ်ရှင်လိမ့်ဆန်လေးတွေအများကြီးရဲ့ပုံစံလေးတွေနဲ့အပင်လေးတွေနဲ့အေးချမ်းနေရာလေးတစ်ခုကိုရောက်သွားသလိုပါပဲရှင်စတူဒီယိုလေးတွေကိုဝင်ရင်အပြင်ကကားလေးကိုရိုက်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်ဒါကတော့စတူဒီယိုဝင်နေပေါဝါလေးပါဒီမှာကူကူလေးကတော့ရောက်ချင်းမှာပစ္စည်းတွေချပြီးတော့အလူရှုံနေပါတယ်ရှင်ဒါလေးကတော့စတူဒီယိုခန်းထဲမှာအလှဆင်ထားတာလေးပါဒါကတော့မိတ်ကပ်ပြင်နေတာလေးပါရှင်ဒီလေးကထိုင်ဆောင်နေပါတယ်မိတ်ကပ်ပြင်မှုကိုမိတ်ကပ်ပြင်ပေးတဲ့ဒီကတော့ပွင့်ပါရှင်မိတ်ကပ်ပွင့်ဖြစ်ပါတယ်ရှင်ဒီချေဆူရာရဲ့တပည့်လေးဖြစ်တယ်လို့မိတ်ကပ်ထိုင်မိတ်ကပ်ပညာရှင်တွေမှာလည်းအများကြီးပညာလေးလာစီးပူးထားခဲ့တဲ့သူဖြစ်ပါတယ်ရှင်သမီးလေးကတော့မိတ်ကပ်စလိမ့်နေပါပြီရှင်ကူကူလေးဘလို့လှပြီဘလို့ပြောင်းလဲသွားမလဲဆိုတာကိုလိုက်ကြည့်ပေးချအောင်နော်ဒါလေးကတော့ကူကူလေးအလှပြင်ပေးနေတာပါရှင်စိတ်ပြလားစိတ်ပြတော့ပန်းရောင်လှုပ်လှုပ်လဲလဲလေးပြင်ပေးမယ်ပါကိုဒီကပန်းရောင်လေးနဲ့ပြင်ပေးမယ် metallic color လေးနဲ့ပြင်ပေးမယ်ပါပါကူကူလေးပြီးသွားတော့မင်းကြီးအလိုက်ပါရှင်မင်းဝါနေတာလေးကိုတော့တိခံပြီးကြည့်ပေးကြပါရှင်ကဲမင်းအလှပြင်နေပါပြီရှင်ပြီးရင်ကူကူလေးနဲ့မင်းနဲ့ဘယ်လိုလှပြီးတော့လှနေလဲဆိုတော့ကြည့်ပေးကြအောင်နော်ဘာမှပြေးစရာမလိုစပင်တုလည်းအုပ်စရာမလိုဒါလေးချလိုက်အမောက်ခဲ့မှာပေါ့ဘာကြမမေရောကူကူလေးရောအလှပြင်ပြီးပြီဆိုတော့ရှူတင်လေးစားရိုက်ပါပြီရှင်အားလုံးပဲအဆုံးထိကြည့်ပေးကြအောင်နော်အနီးကပ်ပါနည်းအောင်ငယ်ပို့ကဟုတ်နည်းအောင်ငယ်ပို့ချက်အောင်လေးတော့ဖြတ်အောင်ပန်းစင်မီဘာလာကြည့်ကြည့်လာတယ်မှာလာတယ်ဟုတ်တယ်ခေါင်းလေးအဲ့လိုစောင်းပြီးမဲကျလာတယ်မီရတယ်ဒီကင်မရာလေးလာတယ်ဝမောလာတယ်ဒီပါလာတယ်ဒီကိုမိုက်လိုက်ကြတယ်လာมันအဲ့တိုင်းနဲ့လာတယ်ခုနတိုင်းနဲ့လာတယ်မမိုက်ပြခုနကဟာလေးလာတယ်အဲ့လိုလေးလာကဲရှူတင်လေးပြီးသွားပြီဆိုတော့ဘလို့ပုံထွက်လေးလှလေးဆိုတော့ကြည့်ပေးကြအောင်နော်Happy Mother's Day, my mama. You're the best mom ever. Through every storm and sunny day, you've stayed with me forever. Happy Mother's Day, my mama. My heart belongs to you, best mom ever, always and forever. မမေတလောကလုံးမလားဆုံးမေမမီနဲ့မမီဘလော့လေးကိုကြည့်ပေးကြတဲ့သူတွေအားလုံးကျေးဇူးပါရှင်နောက်ထပ်ဘလော့လေးမှာလည်းပြန်လည်ဆုံတွေ့ကြရအောင်နော်တတားပါ